အားလုံးပဲမင်္ဂလာပါဟော်ရိုချန်နယ်တော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာပြပြပေးသွားခြင်းတဲ့ဇလန်လေးရောက်တဲလီဆိုတဲ့ဇလန်လေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒီချောင်းကုန်စင်မပြောခင်ကျွန်တော်တို့ရွာအကြောင်းနည်းနည်းရှင်းပြခြင်းပါတယ်ကျွန်တော်အိမ်ဟာချောင်းတစ်ခုရဲ့ဘေးနားမှာရှိရပါချောင်းကအရင်မကျဲပါဘူးမီတာ90တောင်မပြည့်ပါဘူးအသက်အောက်ကြီးကူးလိုက်ရင်တစ်ဖက်ကောင်ရောက်ပါတယ်ဒီချောင်းကရွာလေကိုဖျက်ပြီးပြင်မမြကြီးဖြစ်တဲ့အေရောက်လီမြကြီးတွေကိုစီးဝင်သွားတာပါရွာသားရဲ့အတွက်တော့ငါးရှာရနေရဖြစ်လို့တွာလာရဲ့အတွက်အဓိကလမ်းကြောင်းတစ်ခုပေါ့ကျွန်တော်ငငယ်ကတငယ်ချင်းတွေနဲ့အတူတူဒီချောင်းမှာခဏခဏငားများလေးရှိကြပါတယ်အိမ်ကနေတောင်ဘက်ကို1ကီလိုမီတာလောက်လမ်းလျှောက်သွားရင်ချောင်းမေးကမြတ်တော်ရီချောင်းမှာစွန့်ပစ်ထားတဲ့လှေဟောင်းတစ်စီးရှိပါတယ်ဘ누구လှေမှန်းလည်းမသိလို့ကျွန်တော်တို့လည်းဂယူးမဆိုင်ခဲ့ကြပါဘူးငားများသွားတိုင်းလည်းအဲ့ဒီလှေနာပဲဖြတ်သွားနေကြပါအဲ့ဒီနှစ်မိုးရသည်ရောက်တော့မိုးကရက်ဆက်စွာရွာပါတော့ရဲ့ချောင်းရည်တွေချန်တက်လာပြီးကုန်းမြင့်ပေါ်မှာစောက်ထားတဲ့ကျွန်တော်တို့အိမ်သားထိပင်ရေတွေရောက်လာခဲ့ပါရဲ့မိုးရသည်ကုန်လို့ရေပြန်ကျသွားတဲ့အခါမှာတော့6ချားစရာဖြစ်ဖြစ်တခုစတင်ခဲ့ပါတော့ရဲ့တညမှာတော့ကျွန်တော်ပြတင်းပေါက်နာကထိုင်ပြီးစာဖတ်နေတော့လေးကြီးနဲ့အတူလူတစ်ယောက်လေရှုံလိုက်တဲ့အတန်ကြားလိုက်ရပါတယ်ဆက်စုကျင်တာနဲ့ပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တော့ရေစီးကြောင်ဆန်ပြီးဖြည်းဖြည်းချင်းမျောတက်လာတဲ့လေတစည်းရဲ့အရေးကိုတွေးလိုက်ရတာပါပဲလေပေါ်မှာလူတစ်ယောက်မှမရှိဘဲနဲ့ရေဆန်ဒီအတိုင်းမျောတက်လာတာပါကျွန်တော်အရန်အောင်သွားပေမဲ့ရေစီးကအရန်မတန်လို့လေတိုက်ပြီးမျောလာတာလားလို့ပဲအယိုးခံတွေးလိုက်မိပါတယ်နောက်ဆုံးတော့အဲ့ဒီလေဟာအိမ်ရှိရနေရေဆန်အတိုင်းဖြည်းဖြည်းချင်းမျောပါပျောက်ကွယ်သွားခဲ့ပါတယ်ဒါဟာလှုပ်ဝက်ဆန်းနေတဲ့ဖြစ်ရဲ့အဆောက်အဦပါပဲနောက်တညည8နာရီလောက်မှာတော့လေကြီးတိုက်လာတဲ့အချိန်ပါအဲ့ဒီလေကြီးရေဆန်တိုင်းပြန်မျောတက်လာတာကိုထပ်တွေ့ရပြန်ပါတယ်ဒီတစ်ခေါက်တော့ကျွန်တော်အိမ်ပြင်ထွက်ပြီးကန်းဆန်နာအထိသွားကြည့်ခဲ့ပါတယ်ဘေးဓာပင်တွေတော့ရေစီးအတိုင်းအောက်ကိုမျောကျနေချိန်မှာဒီလေကြီးကဘာလို့ရေဆန်တက်နေရတာလဲကျိုးနဲ့ဆွဲထားတာလားဒါမှမဟုတ်တဲလှေများလားကလေးစိတ်နဲ့အမျိုးမျိုးတွေးမိခဲ့ပါတယ်နောက်တစ်နေ့ကြောင်းရောက်တော့တင်ငယ်ချင်းကိုဒီကြောင်းပြောပြလိုက်တယ်အလုံးကအဲ့ဒီလေဟာကျွန်တော်တို့အမြဲဖြတ်သွားနေကြမြတော်တွေကလှေဟောင်းကြီးများလားလို့တန်တရားဝင်ကြရတာနဲ့ညနေကြောင်းစင်းတော့တွားကြီးကိုဆုံးဖြတ်လိုက်ကြပါတယ်ကြောင်းစင်းတော့ကျွန်တော်ရဲ့တငယ်ချင်း3ယောက်ဖြစ်တဲ့ကျော်စင်ရှစ်ကိုနဲ့ထွန်းထွန်းတို့အပါဝင်စုစုပေါင်း4ယောက်တောင်ဘက်ကန်းဆက်အတိုင်းလှေရှိရင်နေရောက်လမ်းလျှောက်သွားခဲ့ကြပါတယ်ရောက်တော့လှေရမရှိပါဘူးရေသက်တုံးကမြစ်ထဲမျောပါသွားပြီလို့ထင်ကြပေမဲ့မလန်မကတ်မြတ်တော်ထဲမှာလှေရှိနေတော့ချစ်ကိုကတွေးခဲ့ပါတယ်ချစ်ကိုကလှေကိုအရင်ဆုံးခုန်တက်လိုက်ပြီးဟေးအောင်တဲ့ကြငါသွားရှာကြရအောင်အော်ခိလိုက်တာနဲ့ကျွန်တော်တို့လည်းစိတ်လှုပ်ရှားစွာနဲ့တက်ခဲ့ကြပါတယ်တစ်ခက်တွေကိုတမ်းမဖြစ်အောင်လုပ်ပြီးချောင်းလေကောင်ထိလှေလော်သွားခဲ့ကြပါတယ်ချောင်းလေရင်ငိမ့်တဲ့နေရာရောက်တော့ချစ်ကိုကပိုက်ကုန်ပြစ်ဖို့ပြင်တယ်အဲ့ဒီအချိန်မှာပဲလှေကြီးကဘေးတစ်ဖက်တစ်ချက်စီကနေလူတွေဝိုင်းလှုပ်နေတယ်လို့မျိုးပြင်းထန်စွာရမ်းခံသွားပါတော့တယ်ချစ်ကိုခမလှေပေါ်ကနေရေထဲဝင်ပြုတ်ကြတော့မလို့ဖြစ်သွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်နဲ့ချစ်ကိုရဲ့အလဲမှာထိုင်နေတဲ့ကျော်စင်ဟာအော်ဟစ်လိုက်ပြီးလှေနောက်ဖက်ကိုလေလုံးပြူးကြီးနဲ့လှည့်ကြည့်လိုက်ပါတယ်ပြီးတော့ရေထဲကိုစိုက်ကြည့်လိုက်တာနဲ့တပြိုင်နက်တရေကြီးပြိုးလို့အော်ပြီးရေထဲခုန်စင်းကဟိုဘက်ကောက်ရေကူးပြေးပါတော့တယ်ကျွန်တော်တို့လှမ်းအောင်ပင်မဲ့သူနောက်လှည့်မကြည့်တော့ပါဘူးဟိုဘက်ကန်းရောက်တော့မှကျွန်တော်တို့ကိုလမ်းညှိုးထိုးပြီးဟဲ့အောင်တွေမင်းတို့လှေပေါ်မှာတရေရှိရဲ့ကွာလို့အော်တော့တယ်ကျွန်တော်တို့3ယောက်ကအန်းသိမ့်ပြီးကြံခဲ့ရတာပေါ့ငါတို့3ယောက်တည်းရှိတာကိုဘာတရေလဲဆိုရင်မယုံကြဘူးကျော်စင်ကလည်းမယုံရင်လဲနားထောင်ငါတို့အိမ်ပြန်ပြီးဆိုပြီးတရေချန်နဲ့ပြေးဝင်ပြောက်ွယ်သွားခဲ့ပါတယ်နောက်ဆုံးတော့ကျွန်တော်တို့လည်းလှေကိုကန့်ကတ်ရတဲ့ငါ2ကောင်3ကောင်စီခွဲယူပြီးအိမ်ပြန်ခဲ့ကြပါတယ်အိမ်ရောက်တော့ရလာတဲ့ငါကိုအဖေကိုဟင်းချက်ခိုင်းရင်မေးလိုက်တယ်အဖေဟိုဘက်ကန်းတဲ့မြတ်တော်ထဲမှာစွန့်ပစ်ထားတဲ့လေအောင်ကြီးကဘ누구လေလဲရင်ဩအဲ့ဒီလေလားပိုင်ရှင်တေတော့ကြားလာပြီဘ누구မှမသုံးတာနဲ့ပြစ်ထားကြတာပေါ့အဖေဒီနေ့ကျွန်တော်တို့အဲ့ဒီလေနဲ့ငါသွားရှာတာလေအဖေကကျွန်တော်ကိုတန်ရမျက်လုံးနဲ့ကြည့်ပြီးအဲ့ဒီလေရဲ့ပြန်ရွှဲမရှိစိုးဝါလာတဲ့တမိုင်းကြောင်ပြောပြပါတော့တယ်လမ်းမဆက်သွယ်ရေးမကောင်းစဉ်ကရွာမှာလူသိရင်အလောင်းကိုအဲ့ဒီလှေနဲ့ပဲတဲယူပို့ဆောင်ခဲ့ကြတာဖြစ်ပါတယ်ပိုင်ရှင်မတည်ဆုံးမီအထိအလောင်းတဲတဲ့လှေအဖြစ်နှစ်ပေါင်းများစွာအသုံးပြုခဲ့တာပါပိုင်ရှင်တည်သွားပြီဖြစ်တဲ့နောက်မှာတော့လှေပေါ်မှာလူတယောက်မှမရှိတော့ပဲခြောင်းထဲမှာဒီအတိုင်းပြန်တမ်းမျောပါနေတာကိုရွာသားရဲ့ခဏခဏတွေ့ခဲ့ကြရတယ်ဒါဟာပိုင်ရှင်ရဲ့ဝိညာဉ်တို့မဟုတ်လှေပေါ်မှာတည်ဆုံးခဲ့တဲ့လူသေးကောင်တွေရဲ့ဝိညာဉ်ဆွဲခဲ့နေတာကိုယုံကြည်ကြတာကြောင့်ဘူးမှမတုံးရဲပဲကန်းဆက်မှာဆွပစ်ထားခဲ့ကြတာပဲဖြစ်ပါတယ်နောက်တစ်နေ့ကြောင်းရုံတော့တင်ငယ်ချင်းတို့အဖေပြောပြတဲ့အကြောင်းပြန်ပြောပြတာပေါ့အားလုံးလန့်သွားကြတာပေါ့အထူးသဖြင့်တရဲမြင့်လိုရေထဲခုန်ဆင်းပြေးခဲ့တဲ့ကြော်စင်ကအဖြစ်အပျက်ကိုပြန်ပြောပြပါရဲ့ငါတို့လှေလှုပ်တုံးကငါရေထဲကိုအမှတ်မတင်ငိုးကြည့်လိုက်တာရေထဲကအကြောင်းပြန်ထဲမှာငါတို့၄ယောက်မဟုတ်တဲ့မဲမဲတဲတဲလူတယောက်ရဲ့အရှိကိုမြင်လိုက်ရတယ်အဲ့ဒီကောင်ကလှိနှောင်းဘက်မှာထိုင်ပြီးလှေကိုရှင်းအောင်ရမ်းခနေတာကွာငါလှည့်ကြည့်ရောလူမရှိပေမဲ့ရေထဲမှာတော့အဲ့ဒီတဲရေကြီးကိုသင်ရှာမြင်နေရတော့မယ်အဲ့ဒါကြောင့်ငါရေထဲခုန်ဆင်းပြေးတာဒါပေမဲ့တင်ငယ်ချင်းချစ်ကိုကတော့အဖေပြောတာကြာလာပြီမို့ပိုင်ရှင်လဲလူပြန်ဝင်စားလောက်ပြီးကျော်စင်လဲမျက်စိမှားတာပဲဖြစ်မယ်ဆိုပြီးလုံးဝမယုံပဲညှင်းဆိုခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်တို့လည်းအဲ့ဒီလီနောင်မသွားကြတော့ပါဘူးဒါပေမဲ့ညဘက်ဆိုရင်တော့အဲ့ဒီတရေလီကြီးအရှိရနေရေစံအတိုင်းမျောတက်သွားတော့ခက်ခဏမြင်နေရတော့မှပဲ
2 ရက် 3 ရက်လောက်ကြာတော့ညဘက်မှာအဲ့ဒီတရေလေးကြီးကျွန်တော်အိမ်ဘက်ကိုဖြည်းဖြည်းချင်းမျောလာတာထပ်တွေ့ရပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်မှာတော့လှေပေါ်မှာလူတယောက်ထိုင်နေတဲ့အရေးကိုတေချာမြင်လိုက်ရပါတယ်လှေကအိမ်နောက်ပူပူနီးလာလို့ဓမီယူပြီးတွားထုံကြည့်လိုက်တော့မှလှေပေါ်မှာထိုင်နေတာကျွန်တော်တငယ်ချင်းချစ်ကိုဖြစ်နေတာပါသူကတရေလေးကိုလှော်ပြီးကျွန်တော်အိမ်ရှိလာခေါ်တာဖြစ်ပါတယ်ဟဲ့အောင်ချစ်ကိုမင်းတရေမကြောက်ဘူးလားဘာတရေလဲကွာငါဒီလင်းနဲ့ညဘက်ငါးသွားရှာနေတာရက်အတော်ကြာပြီဘာမှလည်းမတွေ့ပါဘူးလားငါနဲ့သူငါးသွားရှာရအောင်ပိုက်ကွန်လည်းယူလာတယ်ကျွန်တော်ကကြောက်လို့မလိုက်ရှင်ဘူးလို့ညင်းပေမဲ့ချစ်ကိုကတငယ်ချင်းဆိုတဲ့စကားနဲ့အကြက်ကန်ပြီးခေါ်တာနဲ့နောက်ဆုံးတော့လိုက်သွားခဲ့ရပါတယ်။ချောင်းအတိုင်းဖြည်းဖြည်းချင်းမျောလာခဲ့ကြတယ်။ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လုံးပြီးကြောက်စရာစိတ်အင်းနေတာပါ။ချောင်းဝေးမှာမြတ်တော်တွေထူတက်စွာပေါက်တဲ့နေရာရောက်တော့ချစ်ကိုကငါဒီနားမှာပိုက်ကွန်ထောင်ထားတယ်။မင်းဒီနားမှာခဏဆောင်ငါရေစင်းဖျန်းလာအောင်မယ်။အဲ့လိုပြောပြီးရေထဲကိုဆင်းသွားခဲ့ပါတယ်။ချစ်ကိုကကန်းဆက်ကမြတ်တော်စီခေါင်းညွန့်ပြီးပိုက်ကွန်ကိုမားလိုက်တော့ငါးတွေအများကြီးမိနေတာကိုတွေ့ရပါတယ်။ကျွန်တော်လည်းကူညီဖို့လှေကိုသူရှိရပဲအနီးကလှော်သွားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုခံမန်းလို့မရတဲ့အိတ်ဆက်မှုကြီးကခန္ဓာကိုယ်ရဲ့စိတ်ဝင်လာပြီးမွေးညင်းတွေထထောင်ကုန်มาတော့တယ်တပြိုင်နက်တည်းမှာပဲလှေဝမ်ပိုက်မှာလေးလံတဲ့အရာတစ်ခုကဖိလိုက်သလိုမျိုးလှေဦးပိုင်းကအထက်ကိုထောင်ထက်သွားခဲ့ပါတယ်ကျွန်တော်ကြောက်လန့်ပြီးချစ်ကိုရှိရပါကိုဖြည်းဖြည်းချင်းထိုင်သွားချိန်မှာရေထဲကချစ်ကိုကကျွန်တော်ကိုမောကြည့်လိုက်တယ်အဲ့ဒီနောက်ချစ်ကိုရဲ့မျက်နှာကြီးပြက်ယွန်းသွားပြီးပါးစပ်ကြီးအဟောင်းသားနဲ့လက်ကိုအတင်းပြပြီးဟဲ့အောင်မလာနဲ့ရစ်တော့မလာနဲ့လို့អော်ပါတော့တယ်။နေကချစ်ကိုစီကိုဓာတ်ရိုက်ရင်သွားနေတာပါ။ချစ်ကိုကတရဲကြီးပြို့អော်ပြီးမတော်တွေကြားကနေကမ်းပေါ်ကိုမျက်လုံးကြီးပြူးနဲ့အသက်လူပြေးသွားပါတော့တယ်။ကျွန်တော်လည်းအသေးအံလက်သွားပြီးမကင်းနိုင်တဲ့အစုံငါးနောက်မှာလူတယောက်ထိုင်နေတာပဲဆိုတော့သတိထားမိလိုက်ပါတယ်။ဒါနဲ့နောက်ကိုဟော့ခနဲ့လှည့်ကြည့်လိုက်တဲ့စက္ကန့်မှာပဲကျွန်တော်ရင်မတစ်ခုလုံးရက်တန်သွားမတက်ဖြစ်သွားခဲ့ရပါတယ်။ကျွန်တော်နောက်မှာထိုင်နေတာကတော့ရေထဲမှာနှစ်ပေါင်းများစွာမြုပ်နေလို့ခန္ဓာကိုယ်ကြီးတစ်ခုလုံးပုတ်ပွားရေဖောင်းနေပြီးမျက်လုံးကြီးတွေပြူးထွက်ကရှာကြီးထွက်နေတဲ့လူသေးကောင်းကြီးပဲဖြစ်ပါတယ်အဲ့ဒီမကောင်းဆိုးဝါးကြီးဟာကျွန်တော်ကိုစိုက်ကြည့်နေတာပါကျွန်တော်လည်းဘာမှမစဉ်းစားနိုင်တော့ပဲလေပေါ်ကနေရေထဲခုန်ဆင်းပြီးအသက်နဲ့ကိုအိုးစားမကွဲရုံနဲ့အသေးအတန်ရေကူးပြေးခဲ့ရပါတော့တယ်ဘယ်အချိန်ဘလို့အိမ်ပဲရောက်ခဲ့မှန်းတော့မသိတော့ပါဘူးနောက်တနေ့မနေ့ရောက်တော့မှအဖေကညံ့ဘာဖြစ်လို့ဒီလောက်လန့်ပြီးအိမ်ထဲပြေးဝင်လာရတာလဲလို့ဆိုပြီးမေးတာနဲ့အဖြစ်ပြက်အားလုံးကိုအဖေကိုပြန်ပြောပြလိုက်ရပါတယ်အဖေကဘာမှမပြောတော့ပဲအဲ့ဒီတရေလှေကိုနောက်တစ်ခါဘာမှသွားမရှုပ်ဖို့နဲ့အဝေးကနေပဲရှောင်းတွေကိုသတိပေးခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်ရောတငယ်ချင်းတွေရောဘယ်သူမှအဲ့ဒီလှေနောက်မှာသွားရဲကြတော့ပါဘူး။အထူးသဖြင့်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတဲ့ချစ်ကူဆိုရင်တိမတက်ကြောက်သွားခဲ့တာပါ။ဒါပေမဲ့ညဘက်ဆိုရင်တော့အဲ့ဒီတရေလှေကြီးကျွန်တော်တို့အိမ်ရှိရနေရေစံအတိုင်းမျောတက်တော်တာကိုမြင်နေရတော့မှာပဲ။နောက်ပိုင်းမှာတော့ဒုက္ခကြုံရတဲ့ရွာသားချို့စူပေါင်းပြီးအဲ့ဒီလှေကြီးကိုကမ်းပေါ်အပီးတိုင်းဆွဲတင်ပြီးပစ်ထားလိုက်ကြတော့မှာပဲအဲ့ဒီဖြစ်ဆိုကြီးပြီးဆုံးသွားခဲ့တာပါ။တဲလေဆိုတဲ့ဇလန်လေးရောဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိလိုက်ပါပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ